DJI Mic Mini Voyager 3ဘာကွာပါလဲတိုက်စီ device နဲ့ကင်မရာရလာခြင်းတော့တူတယ်သူတို့နှစ်ခုရဲ့အတန်ရောဘယ်လိုနေလဲစမ်းကြည့်ကြမယ်ညီမအခုစမ်းပြနေရက DJI Mic Mini ရဲ့အတန်လေးပေါ့နော်သူ့ကို night cancellation မဖွင့်ထားဘူး indoor မှာစမ်းပြထားရဲပေါ့နော်အခုဆိုလို့ရှိရင်ညီမ outdoor ထွက်လာရဲပေါ့နော်အခုညီမရဲ့ဘေးမှာဆိုလို့ရှိရင်ကားအတန်လေးရှိရဲအဲ့လိုစူညံတန်လေးရှိရဲပေါ့နော်အဲ့ဒါကြောင့် night cancellation တစ်ချက်ဖွင့်ပြီးတော့စမ်းကြည့်မယ်ဟယ်လိုဒါက DJI Mic Mini ရဲ့ night cancellation ဖွင့်ပြီးတော့ပြောတဲ့အတန်ပေါ့နော်စူညံတန်လေးရော့သွားလားဒါမှမဟုတ်မပြောက်သွားဘူးလားဘယ်လိုလဲပေါ့နော်တစ်ချက်စမ်းကြည့်တာပါဒါလေးကကြတော့ Voyager 3ရဲ့အတန်ပေါ့နော်ဒါကိုလည်းညီမ indoor ထဲမှာပဲစမ်းထားရဲ night cancellation မဖွင့်ထားဘူးအခုညီမ Voyager 3ကိုလည်းခုနကလို outdoor မှာထွက်ပြီးတော့စမ်းနေရဲ night cancellation တော့မဖွင့်ထားဘူးပေါ့နော်အခု night cancellation တစ်ချက်ဖွင့်ကြည့်မယ်ဒါက Voyager 3ကို night cancellation ဖွင့်လိုက်တဲ့အတန်ဆွမ်းနာလိုပဲဘေးမှာဆိုရင်ကားသွားနေတဲ့အတန်တွေရှိရဲစူညံနေတဲ့အတန်တွေရှိရဲအဲ့အတန်တွေရောဝစ်သွားလားမဝစ်သွားဘူးလားညီမနောက်ချက်ကြည့်ရမှာပေါ့နော်အခုညီမစမ်းပြသွားတဲ့ DJI Mic Mini နဲ့ Voyager 3အတန်နှစ်ခုဘယ်လိုကွာသွားလဲဆိုတာကို comment မှာချက်ရေးခဲ့ကြအောင်နော်အားလုံးပဲတတ